အားလုံးပဲမင်္ဂလာပါတရားဒီစကေးကတော့ကျွန်တော်6ကိုင်းစကေးရောเนาะနေ့တက်ပြပြပေးမယ်เนาะ6ကိုင်းကန်လိုက်နှစ်ချက် okay အဲ့လိုပြရမယ်เนาะတကယ်ချင်းလို့လည်းကြည့်ကျွန်တော်ကြည့်ပြီးတော့လုပ်လို့ရ live လုပ်လို့ရเนาะ okay နောက် event ငယ်မှာเนาะဒီ event ငယ်မှာအောက်မှာပါเนาะ okay အရှင်းမှာလည်းနှစ်ကောင်မယ်ကျွန်တော်စကားနဲ့ပြင်မယ် okay အရှင်းမှာခြေတံရေးကြည့်ရနော်တငယ်ချင်းတို့တနက်ပြစ်မယ်ဖက်ကြည့်ပြစ်မယ်ဆိုရင်ကို့မှာနားချက်လေးနဲ့နားထောင်ပေးနော်နားချက်ဆိုတော့ကိုယ်တော်တော်ရေးပါတယ်နားချက်မပါဘူးဆိုရင်ခြေတံလေးနားထောင်ရခက်တယ်တော့ဆက်ပါ okay သွေးနေပဲကြာနော်နောက်သူတငယ်ချင်းတော့ဓာတ်လိုက်ပြလိုက် okay သူတို့ကတယောက်ဆင်းလာဆိုတော့ကိုဘက်တော့အသာပြောပါတယ်โอเคဗီဒီယိုလေးကြည့်ပေးတဲ့အတွက်ကျေးဇူးလည်းအများတင်ပါတယ်နော်